ဆရာကိပနေပြီးတော့မှဒီနေ့နှုတ်ကပတ်တော်တရားကိုဝင်ငါပြီးသွားမှာဖြစ်ပါတယ်ဆိုတော့တန်ရှင်းတော်ဝိညာဉ်တော်ရဲ့ပြီးတော့မှဆရာကိဖို့ကြိုဆိုတဲ့အနေနဲ့လက်ကုပ်သေးခြင်းဖြစ်ပါနော်ကြိုဆိုကြရအောင် Merry Christmas to you all ဒါခင်ကောင်းမြတ်ပါတယ် God is good Amen တဖြင့်ဒီနေ့2025ခရစ်စမတ်နေ့ကိုလည်းပဲဝမ်းမြောက်ဝမ်းသာတဲ့ဒီလိုပြုလုပ်နိုင်ဖို့အလို့ငါနေရာထိုင်ခင်းတော်၎င်းအထူးသဖြင့် BMCC ကဆရာပေါပြီးတော်၎င်းဆရာကတော်တော်၎င်းအားလုံးတင်းသူတင်းသားများတော်၎င်းသူပဲဥစွာကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် Thank you for welcoming the BMCC church members and then we enjoy worshiping together with you ဆက်လက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့တလားနီးနီးလောက်တုန်းမှာပေါ့နော်ကျွန်တော်ဆရာကတော်နဲ့အတူတူဒီကိစ္စလေးကိုပြောဖြစ်ခဲ့လို့ဆရာကတော်ကလည်းပဲအရန်ပဲကျွန်တော်အဲ့ဒီချိန်မှာအရန်လေးစားတော့တာရတစ်ချက်ရှိတယ် months ago okay months ago I talked this thing with the ceremony with my wife because they are working together and then from that time onward we are talking these events ဘာဖြစ်လို့လဲဆရာမကကြိုတင်ပြီးတော့အနည်းဆုံး3-4ပတ်လောက်ကိုဘယ်လိုစီစဉ်နေရှိမလဲဆိုတာအမြဲတမ်းစဉ်းစားတတ်တဲ့ဆရာကတော်ရှိတယ်အသင်းတော်ဖြစ်တဲ့အတွက်အရန်ပဲကံကောင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် Amen so she talked to me that about a month 4 or 5 weeks ahead and then I would like to praise us so that you are having that kind of ceremony အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်နောက်ဆုံးမှာကဲတော့ကျွန်တော်တို့ YMF Young Nak Myanmar Fellowship ဆိုပြီးတော့ကျွန်တော်တို့က fellowship အဆင့်လေးပဲရှိသေးတယ်ကျွန်တော်တို့ညီငယ်ညီမငယ်တွေနဲ့ပေါ့နော်အတူတိုင်ပင်ပြီးတော့နောက်ဆုံးမှာဖခင်ရဲ့မွေးနေ့တော်ကိုဤနေရာမှာအတူတကွကြိုဆိုနိုင်တော်ခွင့်ကိုရရှိတာဖြစ်ပါတယ် from starting from that talking and we decided that because we are worshiping in Seoul, Yongnak there as a fellowship, Myanmar fellowships, right? And then from that time on, we preparing and coming here. Okay, ကျွန်တော်တို့ပထမအနေနဲ့စဉ်းစားဘူးကြလားမသိဘူးစာရေးဆရာတယောက်ကပြောတယ် Have you ever thought about that? One of ကျမ်းစာတစ်ခုလုံးကိုကြည့်လိုက်ရင် there is only one main subject in the Bible. ကျမ်းစာထဲမှာဒီအကြီးကချက်ကတစ်ချက်ပဲရှိတယ်လို့ပြောတယ် No, it's okay. လွန်သွားတာဆိုတော့အဲ့ဒီကဘာလဲဆိုရင်ဓမ္မဟောင်းကခရစ်တော်လာမယ့်အကြောင်းကိုပြောတယ်တဲ့ And the Old Testament talks about the coming of Jesus Christ, the coming of the Lord. And ဓမ္မသစ်မှာကျတော့အဲ့ဒီခရစ်တော်ကကြွလာပြီးတော့လူတွေကိုဘာလုပ်လဲဆိုရင်ကယ်တင်ဖို့တက်တဲ့ကြွလာတဲ့အကြောင်းတွေကိုသိကြဖော်ပြထားတာ In the New Testament, Jesus came to save all of us, all the human being. အဲ့ဒီတော့ကြောင့်မလို့ကျမ်းစာတအုပ်လုံး66အုပ်တော့ကျမ်းစာတွေရဲ့အဓိက main subject ဟာဆိုရင်တော့ယေရှုခရစ်ပဲဖြစ်တယ်နာမတော်တိုင်ပုံကြည့်ပါစေ Amen. And as we look at the whole book of the Bible, 66 books, the main subject is Jesus coming here to save each one of us. Amen. တော့နဲ့သူကောင်းကင်ကနေပြီးတော့ပြင်းလို့လောကကိုလာလိုက်တာမဟုတ်ဘဲနဲ့မိတ်ဆွေနဲ့ကျွန်တော်ကိုကယ်တင်ဖို့လာတာဆိုတာကျွန်တော်တို့ဘယ်လောက်ထိကံကောင်းတော်လူတွေဖြစ်တယ်လဲဆိုတာကိုသူ့အဖြစ်ဒီ2025ခရစ်စမတ်မှာပြန်ပြီးတော့ဇမြုပ်ပြန်ဖို့ရန်အရောက်စီတိုင်းကိုကျွန်တော်တို့အချိန်ခဏတော်တင်လေးကိုအချိန်ပေးပြီးတော့စဉ်းစားကြဖို့ဖိတ်ခေါ်ချင်ပါတယ် Jesus did not came to killing times to enjoy the things there, but He came to save each one of us. And today, I would like to talk about so that we can remind the good news. ကျွန်တော်တို့ဒီနေ့မှာခေါင်းစဉ်နေနဲ့ဆိုတော့အားလုံးတည်ထားပြီးသားဖြစ်တဲ့ခေါင်းစဉ်လေးရိုးရိုးလေးပါပဲအဲ့ဒါပါလဲဆိုရင်ကယ်တင်တော်အရှင်အဲ့ဟာလေးကိုပြန်ပြီးတော့ကျွန်တော်တည်ပြီးသားတွေကိုပြန်ပြီးတော့ဘယ်လိုပြောမလဲပြန်ပြီးတွေးမယ်ပြောမလားဒါဆိုရင်ပြန်တွေးသလိုပေါ့နော်တစ်ချက်လေးပြန်ပြီးတော့တွေးဖို့ရန်တော့ရောက်တိုင်းကိုကျွန်တော်ဖိတ်ခေါ်ခြင်းတယ် Okay, today I would like to give the sermon title ကယ်တင်တော်အရှင် Saving Savior Jesus. အဲ့ဒီထဲမှာဝင်ကလေးမှာတနေ့လေးကျွန်တော်ထပ်ရှာရှည်လိုက်အောင်မယ်လောကမှာဆေးမရှိတဲ့ယောဂတစ်ခုရှိတယ်တဲ့ဘာဖြစ်မလဲထင်ကြလဲ Have you ever thought that? There is no medicine for a cure. အဲ့ဒါဘာလဲဆိုရင်အပြင်းယောဂတဲ့ကျွန်တော်အရင်တော့မှတစ်ခါပြောပြမယ်နော် There's no medicine for laziness. ဘာဖြစ်လို့လဲဆိုဥပမာ
ခရစ်တော်မွေးလာတယ်ဆိုတာကိုဂျေရုဆလင်မှာရှိတဲ့ Herod ဘုရင်နဲ့သူ့ရဲ့ဘသူတွေလဲကြမ်းတပ်ပုဂ္ဂိုလ်တွေကသိပါတယ် And then the coming of Jesus, Herod the king and his prophets, they all knew that. ဒါပေမဲ့သူတို့ကဘက်လဟမ်ဆိုတဲ့တိတ်မဝေးတဲ့4-5မိုင်လောက်ပဲရှိတဲ့ခရီးကိုတော့မှသွားမတွေ့ကြတဲ့လူတွေပြင်းတဲ့အတွက်ကြောင့်မလို့မွေးဖို့လဲမေရှိယကိုတွေ့ခွင့်မရကြတော့သူတွေဖြစ်ပါတယ် Even though they knew and they heard the news and they knew the information, they didn't take a walk or they didn't take a step, even though it's about 4 or 5 miles away from them. Therefore, they didn't experience the love of God and they couldn't see Jesus. ဒီလိုပဲတုတ်တန်ကျမ်းထဲမှာအချင်းလူပြင်းတယ်เนาะအပြင်းတဲ့လူတွေကိုဘုရားကလည်းပဲအခွင့်မပေးထားဘူးဆိုတော့ပထမပြောချင်တာစေးမရှိတဲ့ယောဂကအပြင်းယောဂဖြစ်ပါတယ် And that's why in Proverbs it talks about laziness. Therefore, there is one thing that no cure. That means laziness. There's no နောက်တစ်ခု medicine နဲ့ for အယူ laziness. ခံဝင်လို့မရတဲ့အရာတစ်ခုရှိပြန်တယ်တဲ့ Yeah, we say that there's one thing that we can give any excuses အဲ့ဒါ for ပါ not လဲဆိုရင် believing. မယုံချင်တဲ့အရာဖြစ်ပါတယ် Mhm. If you decided not to believe, there is no excuse. နောက်တစ်ခုကပါလဲဆိုမယိုးနိုင်တဲ့အရာအလုပ်တစ်ခုရှိပြန်တယ်တဲ့အဲ့ဒီကပါလဲဆိုရင်နေ့ရက်စဉ်တိုင်းကျွန်တော်ကျမတို့လုပ်နေတဲ့အပြစ်ဒုစရိုက်အလုပ်ဖြစ်ပါတယ် And then there's one not simple things that is everyday life we commit sins. နောက်ဆုံးအနေနဲ့စိုးလုံးနေဆိုတာမရှိတဲ့အလုပ်တစ်ခုရှိပြန်တယ်တဲ့အဲ့ဒါပါလဲဆိုရင်ကဲတင်သောအရှင်ရဲ့အကြောင်းကိုဝေငှတက်တည်ခံခြင်းဖြစ်ပါတယ်နာမတော်တိုင်ပုံကြည့်ပါစေ There is one thing that not too early for the things to do. That means the sharing the love of God. ဆိုနာကဆရာတော်တကောင်တချင်းဆို worship တချင်းတွေတော်လကောင်ဒါပြတော့ကျွန်တော်တို့ညီငယ်ရှံပြီးတော်လကောင်ပြောသွားတာတွေကအရန်ပဲဟိုကျွန်တော်အတွက်ဆိုအရန်ပဲခွန်အားရတာတွေအများကြီးရှိပါတယ် Just now we heard about special sounds and sharing testimony, and it is so touchful. ကျွန်တော်တို့မလုံနိုင်ပါဘူးမတတ်နိုင်ပါဘူးဆိုတာမဟုတ်ဘဲနဲ့ဥမာညီငယ်ဆိုရင်သူ့ရဲ့မိတ်ဆွေတွေလက်ရှိပေါင်းဖော်တဲ့တငယ်ချင်းတွေကခရစ်တော်နဲ့အကျွမ်းတဝင်မရှိသေးပေမဲ့သူ့အားဖြင့်ပေါ့နော်ခရစ်တော်ရဲ့ကောင်းမြတ်ခြင်းတရင်ကောင်းတစ်ခုခုကိုကြားသိဖို့ရန်အတွက်သူ့မှာသူ့ရဲ့တဆွမ်းနိုင်တဲ့ back down တနေရာကနေပါဝင်အသုံးခံနေတာပါလားဆိုပြီးတော့ကျွန်တော်သူ့ကိုစားအရန်ပဲခွန်အားရမိပါတယ် And then when I heard and when I saw that our brother Sampi and friends, they are coming here to celebrate this Christmas events, and I am so moved to that behavior. ဆိုတော့ကျွန်တော်ဒီနေ့2025 Christmas မှာလည်းပဲဆောနာကပြောသွားသလိုပဲပြန်ပြီးတော့ဇမြုပ်ပြန်လို့ရအောင်ကျွန်တော်တိပြီးသားဖတ်နေကြကြမ်းပိုက်လေးတစ်ပိုက်ကိုပြန်ပြီးတော့ဖတ်ချင်ပါတယ်ကျွန်တော်တို့ဆောနာကတွေ့ထားသလိုပဲကဲတင်တော့အရှင်ဆိုတဲ့ခေါင်းစဉ်အောက်မှာအခြေပြုတ်ကြမ်းပိုက်နေတဲ့ရှင်လုကာခန်းကြီးနဲ့အပိုင်ငယ်9နဲ့10 Okay, I would like to read Luke chapter 2, verses 10 and 11. အတူတကွဖြည်းဖြည်းချင်းနဲ့မမှန်လေးဖတ်သွားကြရအောင်နော်ရှင်လုကာခန်းကြီးနဲ့အပိုင်ငယ်10ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လူအပေါင်းတို့ဒီအလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငါဒီတင်တို့အားကြားပြောရ၏ပိုင်ငယ်7မှာယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်တည်ဟူသောကဲတင်သောအရှင်သည်တင်တို့အဖို့အလို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီ But the angel said to them, "Do not be afraid. I bring you good news that will cause great joy for all the people. Today, in the town of David, a Savior has been born to you. He is the Messiah, the Lord." ကျွန်တော်တို့ဒီနေ့ခေါင်းစဉ်နေတဲ့ကဲတင်တော့အရှင်ဆိုတာမိတ်ဆွေနဲ့ကျွန်တော်တို့ကိုကဲတင်ဖို့ရန်အတွက်ဒီရှင်လုကာဆိုတာကကျွန်တော်တို့ရှင်လုကာခရစ်ဝင်ကျမ်းဆိုတဲ့ရေးတဲ့ရှင်လုကာကကျွန်တော်တို့ physical doctor ဖြစ်ပါတယ် And as we know that the writer Luke is a doctor. သူကနေပြီးတော့ဟိုဒီ physical doctor ဖြစ်တဲ့အလျောက်သူ့ရဲ့audience တွေပေါ့နော်စာဖတ်တော်သူတွေနားလေသဘောပေါက်နိုင်အောင်အတွက်ကျွန်တော်တို့ကဲတင်ဖို့ဘာဖြစ်လို့လဲဆိုရင်တနေရာမှာနုံနစ်နေတဲ့လူဖြားနေတဲ့လူတွေကို
ပျောက်ဖို့ရန်အတွက်ဆိုရင်ဆရာဝန်တွေစေဝါတွေလိုတလို့ပဲသူကရိုးရိုးရှင်းရှင်းလေးနဲ့လူတွေအားလုံးကိုကယ်တင်ဖို့ရန်အတွက်ဘယ်နေရာကနေလဲဆိုတနေရာကနေပြီးတော့လိုအပ်နေတဲ့တနေရာကနေပြီးတော့ကယ်တင်ဖို့ရန်အတွက်ခရစ်တော်ကြွလာတာဖြစ်တယ်ဆိုတော့ကိုရိုးရိုးရှင်းရှင်းလေးပဲယနေ့မိတ်ဆွေနဲ့ကျွန်တော်ကိုတက်တဖန်ပြန်ပြီးတော့ဖော်ပြနေပါတယ်ဆိုတော့ကိုသူတဖြင့်ဖော်ပြချင်ပါတယ် As Luke was physical doctors and he know how to cure the patient. Likewise, we are sinners. How to be saved from that sin? He is simply mentioning about the saving of Jesus. ဆိုတော့ကျွန်တော်တို့ဒီနေ့ဟာဆိုရင်ခရစ်စမတ်ဟာဆိုရင်ကယ်တင်ရှင်မွေးတာဖြစ်ပါတယ်ပြည့်ညက်တွေကိုပေးဖို့ဟိုလိုလုပ်ပါဒီလိုလုပ်ပါဆိုပြီးတော့ပြည့်ညက်တရားရှင်မွေးနေမဟုတ်ပါဘူး Was not born to give us laws, but only grace. ကယ်တင်ရှင်မွေးတဲ့နေ့ဖြစ်ပါတယ်အပြစ်စီရင်မဲ့သူမွေးတဲ့နေ့မဟုတ်ပါဘူး It is the seasons of the Savior's birth, not to judge people. ကယ်တင်ရှင်မွေးတဲ့မွေးနေ့ဖြစ်ပါတယ်ဝင်ထုတ်ဝင်ပို့ပေးမဲ့သူမွေးတဲ့နေ့မဟုတ်ပါဘူး He is not born to give us burden, but he is going to live that we ကယ် have. တင်ရှင်မွေးတဲ့နေ့ဖြစ်ပါတယ်ပြဿနာပေးမဲ့သူမွေးတဲ့နေ့မဟုတ်ပါဘူး It's the birthday of the Savior. ကယ်တင်ရှင်မွေးတဲ့နေ့ဖြစ်ပါတယ်တရားစီရင်မဲ့သူမွေးတဲ့နေ့မဟုတ်ပါဘူး It is not the birthday that not to judge, not ကြောင့်မို့ judging. ကျွန်တော်တို့အချို့ကပြောကောင်းပြောနိုင်ပါလိမ့်မယ်ကျွန်တော်ဖြောင်းမနိုင်ပါတယ်ကျွန်တော်ကိုကယ်တင်ဖို့မလိုပါဘူးကယ်တင်ရှာမလိုပါဘူးကျွန်တော်အဆင်ပြေပါတယ်ဆိုပြီးတော့ပြောကောင်းပြောနိုင်ပါလိမ့်မယ် People may say that I don't need Savior because I am really living righteous. Some may say that. ဒါပေမဲ့တကယ်တမ်းကကြတော့ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုရင်လူတိုင်းပုတ္တုစင်လူတိုင်းမှာကယ်တင်ရှင်ဆိုတာကိုလိုပါတယ် But even though they say like that, they are wrong because since we are human beings, we need a Savior. ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကရှိတင်ရှိထိုက်တဲ့နေရာမှာမရှိဘူးတနည်းနဲ့ပြောရမယ်ဆိုရင်စကားနားမထောင်တဲ့အတွက်ကြောင့်မလို့ဖန်ဆင်းထားတဲ့ဖခင်နဲ့ဝေးကွာသွားပြီးတော့ကိုယ့်အလိုအလျောက်နဲ့နေပြီးတော့ဟုတ်လာပြီလို့ဗမာတွေပြောနေကြရှိတယ်လို့မားတာကြီးပဲလှုပ်ဖန်များတဲ့ခါကျအမားကဘာဖြစ်လဲဆိုရင်အမှန်ဖြစ်လာတယ်ဆိုတဲ့ပုံစံကိုကအမားထဲမှာပဲပျော်မွေ့နေတဲ့ခါကျတော့ကဲတင်ဖို့လိုမှန်းတောင်မသိတဲ့လူမြောက်များစွာရှိပါတယ် Sometimes we heard that there is saying by Burmese saying because when we commit sins over and over again and then we think that we do not realize that we are committing sins. Like that's why we think ourselves that we are righteous. ဆောနာကဆရာအလူငယ်တုံးမှာပြောသွားတယ်လို့ပေါ့နော်ကားပါကင်လေးထိုးမားတာတောင်မှာသူကတွားပြီးတော့လူတွေကလာပြီးကြည့်နေကြတောင်မလို့ဟိုကနေ CCTV နဲ့ကြည့်နေပြီးတော့တွေ့နေတဲ့အတွက်ကြောင့်နေရာမားနေတယ်ဆိုတာကိုတဲ့အတွက်ကြောင့်မလို့ပိုက်ဆံကိုဘာဖြစ်လဲယော်လိုက်ရတယ်အဲ့ဒီလိုပဲကိုကလည်းပဲနေရာမမှန်တဲ့အတွက်ကြောင့်မလို့ရှိတင်ရှိတဲ့ဖခင်ကသူ့ရဲ့တရားနဲ့တူအောင်ဖန်ဆင်းထားပြီးတော့သူနဲ့သူပျော်မွေ့ဖို့ဖန်ဆင်းထားတဲ့လူတွေဖြစ်ပေမဲ့ကိုတွေကမာနဆွဲလက်ဖြားချင်းကြောင့်မလို့ဖခင်နဲ့ဝေးကွာသွားပြီးတော့ကပောက်ကျန်၃ကိုထဲမှာဖခင်ကငါတာပဲမှာလဲဆိုတော့ပြန်ပြီးတော့လာရှာရတဲ့အခြေအနေဖြစ်လာတာဖြစ်ပါတယ် Because of the first human being, Adam and Eve, we are misplaced. And then when we are not in the place that we should be, we are in trouble. And therefore, as the human being do not there in the place that they are supposed to be, and now here in Genesis 3:9, God is looking for them. အကြောင်းလို့ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုရင်အပယ်ငရဲဆိုတာကမိတ်ဆွေနဲ့ကျွန်တော်တို့တွေဖခင်ကဖန်ဆင်းထားတာမဟုတ်ဘဲနဲ့မာနဆိုးနဲ့သူ့ရဲ့အပေါင်းအဖော်ဖခင်ကိုအန်တုပြီးတော့ဖခင်ကိုကြော်စောချင်တဲ့လူတွေအတွက်မာနဆိုးနဲ့သူ့ရဲ့အပေါင်းအဖော်တွေအတွက်ပြင်ဆင်ပေးထားတဲ့ငရဲထဲကိုဖခင်ကသူ့နဲ့တဒံတော်နဲ့သူဖန်ဆင်းတဲ့လူသားတွေကမာနဆိုးကြောင့်သူ့ရဲ့နောက်ကိုတကောက်လိုက်သွားနေကြတယ်ဒီကြောင့်မလို့မာယွန်းတဲ့နေရာရှစ်တဲ့နေရာမှာမရှိတဲ့အတွက်ကြောင့်မလို့ဖခင်ရဲ့စကားနားမထောင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကကဲတင်ဖို့လိုနေတာဖြစ်ပါတယ် Actually, God is not creating the hell for those for you and me because we are created by His image. But when we commit sins and when we are not in the place that we should be, God is still looking for us to save us from hell.
ကျွန်တော်တို့ကျမ်းစာထဲမှာလည်းပဲပို့ပြီးတော့ရှင်းအောင်ဖော်ပြထားတာတွေအများကြီးထဲကနေပြီးတော့တစ်ချက်လောက်ကြည့်မယ်ဆိုရင်ယောမအခန်းကြီး3ပိုက်ငယ်30စနစ်ထဲမှာလည်းပဲဘလို့ဖော်ပြလဲဆိုအားလုံးတူတူဖတ်ကြရအောင်နော်ကျမ်းစာလာဒီကဖြောင်းမှတ်တော်သူမရှိတယောက်မျှမရှိနားလေတော်သူမရှိဖျားကိုရှာတော်သူမရှိလူအပေါင်းတို့ဒီလမ်းလွဲကြပြီးတညီတညွတ်တဲ့အတုံးမရတော်သူဖြစ်ကြပြီးကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မှမရှိဆိုတော့ That's why it is said in Romans 3:10 to 12, as it is written, there is no one righteous, not everyone. There is no one who understands. There is no one who seeks God. All have turned away. They have together become worthless. There is no one who does good, not even one. ဆိုတော့ဘသူဘတူတယောက်မှဖြောင်းမှတ်တော်သူမရှိဘူးကောင်းတော်သူမရှိတဲ့အတွက်ကြောင့်မလို့မကောင်းတော်သူကမကောင်းသောသူတွေကိုကယ်တင်ဖို့ရန်အတွက်မကောင်းခြင်းနဲ့မသက်ဆိုင်တဲ့ကောင်းသောသူကလောကကိုကြွလာတာဖြစ်ပါတယ်။နာမတော်တိုင်ပုံကြည့်ပါစေ Amen. The Bible says that there is no one who does good. Therefore, even though we can do ourselves to save ourselves, since Jesus came to save us from bad things, ဒီ from that မကောင်း sins. ကျွန်တော်တို့စာလံဆရာကလည်းပဲမွေးစားကပင်အဖြစ်ရှိပါတယ်။မွေးစားတောင်မကဘူးမမွေးခင်အမိဝမ်းထဲမှာရှိကြတဲ့ကိုကပင်အဖြစ်နဲ့ပြည့်ညက်နေတော့သူဖြစ်ပါတယ်ဆိုပြီးတော့စာလံဆရာကတောင်မှဖော်ပြထားတယ်ဆိုတော့လောကလူသားအားလုံးမှာတဏှာရာကနေပြီးတော့ကယ်တင်ဖို့မလိုတော့သူဆိုတာမရှိဘူးဆိုတာကိုအမှန်ပြီးတော့အတည်ပြုနိုင်တာဖြစ်ပါတယ် That's why the psalmist also says in Psalm 51:5, it says that surely I was sinful at birth, sinful from the time my mother conceived me. Therefore, by seeing this Bible verse, we can know that there is no one sinless. Therefore, Jesus came to save us. ဒါကြောင့်လို့ကျွန်တော်တို့ဓမ္မသစ်မှာရှင်လုကာ19:30ထဲမှာလူသားတွေပျောက်သောသူတို့ကိုရှာ၍ကယ်တင်အံ့တော့ငါကြော့လာသည်ဆိုတော့ကျွန်တော်တို့နေရမှန်မှမနေဘဲနဲ့တရားရင်ခွင်ကနေပြီးတော့မာနဆိုးကြအဝေးရောက်နေတော့မိတ်ဆွေနဲ့ကျွန်တော်တို့ကိုရှာရုပ်ပြုံးတင်မကဘဲနဲ့ဘာဖြစ်လဲကယ်တင်ဖို့ရန်အတွက်ကြွလာတော့ရှင်ဟာမိတ်ဆွေနဲ့ကျွန်တော်ကိုကယ်တင်ဖို့ဖြစ်ပါတယ်နာမတော်တိုင်ပုံကြည့်ပါစေ That's why Jesus came in Luke 19:10. It says that for the Son of Man came to seek and to save the lost. As we are like a lost because of our sins, Jesus came to save you and me. ဒါပြီးတော့နောက်ရှင်မာသက်ခန်းကြီးတဲ့အပိုင်ငယ်27မှာလည်းပဲထိုသားဒီမိမိလူတို့ကိုအပြစ်မကယ်ချွတ်မိသူဖြစ်တဲ့အတွက်ကြောင့်မို့ယေရှုတော်အမိဖြစ်မဲ့ရမယ်ဆိုပြီးတော့ကောင်းကင်တမန်ကဆိုဤဆိုပေါ်ပြထားပါတယ်ဆိုတော့အဲ့ဒီမွေးလာတဲ့သူငယ်တော်ကိုယေရှုဆိုပြီးမဲ့ရမယ်အဲ့ဒီယေရှုကဘာလဲဆိုရင်ဒီလူတွေအားလုံးကိုအပြစ်ကနေကယ်လို့ပြီးတော့အပြစ်မရှိတော့သူဖြစ်ဖို့ရန်အတွက်ရွေးနှုတ်ကယ်တင်ဖို့ရန်ရာဇပလင်ကိုစုပ်ပြီးတော့လောကကိုကြွလာတဲ့အကြောင်းဖြစ်ပါတယ် That's why in Matthew 1:21 it says that she will give birth to a son and you are to give him the name Jesus because he will save his people from their sins. Jesus left his throne and it came like a human being to save us. ဒီခဲ့တဲ့3-4ရက်လောက်မှာကျွန်တော်တက်တေခံချက်လေးတစ်ခုနားထောင်လိုက်ရတယ် And then 3 or 4 days ago I listened to one's testimony. အဲ့ဒီမှာဘာတွေ့ရတယ်လဲဆိုလူတယောက်19အရွယ်လောက်တုန်းမှာသူကအကျိတ်ကင်ဆာရှိတယ် And then about when he was 18 and 19 years old, he had kind of a symptom of cancer in his body. အကျိတ်ကင်ဆာရှိတယ်တဲ့ဒါပေမဲ့သူ့ရဲ့အမေကလည်းပဲဆရာဝန်ကြီးဖြစ်တယ် And his mom itself is a doctor. ဆိုတော့အဲ့မှာသူ့အမေကနေပြီးတော့သူ့တငယ်ချင်းကင်ဆာဆရာကြီးတွေစီဒေါက်တာကြီးတွေစီမှာသူ့သားကိုပြတယ်တဲ့ And therefore his mom bring him to all the other physicians to take a cure. အဲ့ကနေပြီးတော့ဆရာဝန်ကြီးကင်ဆာဆရာဝန်ကြီးကလည်းပဲသူ့သားကိုအတတ်နိုင်ဆုံးကုကြတယ် And then the doctors try to give a cure နောက်ဆုံး from မှာ cancer. ကီမိုလည်းပဲအချိန်100မကဘူးတဲ့ And then they injected him chemo more than 100 times. ဒါပြီးတော့ဓာတ်ကင်တာလည်းပဲအချိန်ပေါင်း100မကဘူးတဲ့
And then he cured that more than 100 times for what should I say that? We can say that kind of scanning. About 100 times they try to take a cure of the cancer. ဒါပေမဲ့ရလာတဲ့အဖြေကဘာလဲဆိုရင်လူကတောင်မှလူရုပ်မပေါက်တော့ဘဲနဲ့မဲတူးပြီးတော့လုံးဝချစ်စရာမကောင်းတော့တဲ့အခြေအနေရောက်သွားတယ်ပေါ့နော် Because of that treatment more than 100 times, and then the person was looking so weak, and then not seem like a human being. တော်တော်အဆရာဝန်ကြီးကဘာပြောလိုက်လဲဆိုတော့ And the doctor said to his mom, နဲ့သားကိုကြိုက်တာကျွေးကြိုက်တာစားခိုင်းလွတ်လွတ်လပ်လပ်ကြိုက်တယ်လို့ပဲနေခိုင်းပါတော့ဆိုပြီးတော့ပြောလိုက်တယ် and then we try our best, but nothing work. So let your son have everything he would like to eat and have, and let him enjoy the remaining life. အဲ့ဒီဟာရဲ့အတိတ်ပဲကလူကျွန်တော်တို့တတ်နိုင်တဲ့မြောက်ကုတယ်ကုလို့မရတော့ဘူးမကြခင်ကြွတော့မှာပဲစိတ်ပျော်ပျော်သားထားပါတော့ဆိုတဲ့ပုံစံဖြစ်ပါတယ် That means that is politely saying that he is going to live sooner or later. So let him enjoy the remaining life. အဲ့ဒီအချိန်မှာ तू ကလည်းသူ့အခန်းထဲမှာနေပြီးတော့အရန်ပဲယူကျုံမရဖြစ်တယ်ဘယ်လိုလုပ်ရမလဲငါလူပြိုပေါက်ဆလေးပဲရှိသေးတယ်လောကကြီးမှာအချိန်များကြီးရှိတယ်ပဲအိမ်မက်တွေများကြီးရှိရတဲ့နဲ့ကျွန်တော်ဘယ်လိုဒီလိုဖြစ်ရတာလဲဆိုတော့ကိုမချေမနှက်ဖြစ်နေတယ် And then in those days, in his room, he is staying alone, and then thinking about, I am still very young, and why these things happen to me, and so broken. အဲ့ဒီအချိန်မှာသူနားနဲ့ကြားဖူးတာကယေရှုဆိုတာဒါအားလုံးကိုဖန်ဆင်းရှင်ဆိုတာရှိတယ်။ဒါကိုသူကနားနဲ့ဟိုတဆင့်ကြားဖူးတာလေးတွေကိုပြန်ပြီးတော့နားနဲ့ကြားရောင်တယ်တဲ့ And then when he was sitting there alone and meditating about, and then and then he's recalling his memory, and then he remembered that one time somebody talked about that Jesus who can heal. အဲ့ဒီအချိန်မှာ Jesus who if you call, he can respond. အဲ့ဒီအချိန်မှာသူကဆုတောင်းလိုက်တယ်တဲ့ At the time he prayed. ခတ်သိန်းကိုဖန်ဆင်းတော့သူရှိတယ်ဆိုတာတကယ်မှန်တယ်ဆိုရင်အဲ့ဒီဖန်ဆင်းရှင်ကတကယ်ရှိတယ်ဆိုရင်ကျွန်ုပ်ကိုလည်းပဲဖန်ဆင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့စပီယာပတ်လေးတစ်ခုလောက်ရှိရင်ကျွန်ုပ်ကိုပြန်ပြီးတော့ပြုတ်ပြင်ပေးပါလားကျွန်တော်ပြန်ကောင်းသွားခဲ့မယ်ဆိုရင်ကျွန်တော်အဲ့ဒီဖန်ဆင်းရှင်နောက်ကိုကျွန်တော်တစ်တလုံးလိုက်ပါမယ်ဆိုပြီးတော့ရိုးလေးပဲအဲ့ရပေါ်မှာတေဖို့စောင့်နေတဲ့လူကဆုတောင်းလိုက်တယ် And then they pray with a broken heart. And I ever heard that there is a creator. If you are real, that the creator, it means that you also you created me. So if you have any spare part, please repair my body and please cure me. If you cured, I will follow you throughout my life. He promised. အဲ့ဒီအချိန်မှာသူတောင်မှမတိထားပဲနဲ့အချိန်ကြီးကုန်သွားပြီးတော့သူ့ကိုတေဖို့ရန်တော့စောင့်နေကြတဲ့လူမျောနေကြတဲ့လူကနောက်ဆုံးမှာအဲ့ဒီလူကပဂတိကျမ်းမာတော့ခွင့်ကိုရရှိအောင်တင်မကဘဲနဲ့အခုဆိုရင်အသက်50ကျော်နေပါပြီ။နောက်မှတော့တိုင်ပုံကြည့်ပါစေ Amen. And then after he prayed that prayer, miraculously he was improving himself day by day. Even though people are waiting for his death, and even though people are waiting to bury him, but by the grace of God, God listened his prayer, and now he's about 50 years old and living healthy. Amen. အဲ့ဒီလူကကျွန်တော်အဆိုတော်ကိုမျိုးကြီးရဲ့တငယ်ချင်းတယောက်ဖြစ်ပါတယ်။တိရမန်line ပေါ်မှာပေါ့နော်တက်တေခန္ဓာကိုမျိုးကြီးကိုနိုင်လည်းပဲအဲ့မှာရှိပြီးတော့ကျွန်တော်တောင်းမှဒီလိုမကြခင်တော့ကျွန်တော်နာရီသွားရောက်တော့မှာဆိုပြီးတော့မန်းထားတဲ့လူဖြစ်တယ်။နောက်ဒါပေမဲ့အဲ့ဒီလူကအခုဆရာတို့ပြန်စစ်ပေမဲ့အဲ့ဒီကင်ဆာဒီအကျိတ်ကင်ဆာ symptom တစ်ခုတောင်မှမတွေ့တော့ဘူးတဲ့နာမတော်တိုင်ပုံကြည့်ပါစေ Amen. After he take a cure and recover from the cancer, even the doctors tried him back, they couldn't find any symptom on his body. To God be the glory. Amen. ဆိုတော့လူတွေကိုဖန်ဆင်းထားတော့သူက
လူတွေအတွက်လိုအပ်တဲ့အချိန်မှာပြန်ပြီးကယ်တင်ဖို့ရန်အတွက်အစဉ်သင်ရှိနေတယ်ဆိုတာကိုကျွန်တော်အပြင်တွေ့ရတာဖြစ်ပါတယ် And then we can see that the Creator Himself is always ready to save the sinner. ဒီလိုပဲမိတ်ဆွေနဲ့ကျွန်တော်ကိုလည်းပဲကယ်တင်ဖို့ရန်အတွက်အစဉ်သင်ဖြစ်နေတဲ့ဘုရားကယနေ့ခရစ်စမတ်နေ့မှာလောကကိုကြွလာပြီးတော့ဘသူအတွက်မှမဟုတ်ပဲတခြားလူအတွက်မဟုတ်ပဲနဲ့မိတ်ဆွေအတွက်ကျွန်တော်အတွက်ပါလားကျွန်တော်ကိုပြန်ပြီးပြုတ်ပြင်ပေးဖို့ရန်အတွက်စပြပတ်လေးနဲ့ပြောမလားသူတဒံနဲ့သူကဘာဦးကျန်းထဲမှာဖျားတခင်ကသူနဲ့တဒံတူအောင်လူတွေကိုဖန်ဆင်းထားတယ်ဆိုတဲ့အတွက်ကြောင့်မလို့တဒံတူဖန်ဆင်းထားတဲ့ကျွန်တော်တို့တွေကဖျားကိုပြည့်ရပြုတ်ပြီးတော့လမ်းမကျတဲ့နေရာမှာအဲ့ဒီဖျားကပဲပြန်ပြီးတော့ကယ်တင်ဖို့ရန်အတွက်မိတ်ဆွေတို့ကျွန်တော်တို့ကယ်တင်တော့အရှင်ယနေ့ကြွလာတာဖြစ်ပါတယ်ဆိုတော့သူတဖြင့်ပေါ်ပြချင်ပါတယ် And today I would like to remind you that in this Christmas day, the God who created us in His own image, He is coming to save us and to give us eternal life. ခဏကကျွန်တော်တို့တခြင်းတွေထဲမှာဆိုသားကြတယ်လူသားတွေအပြစ်မှလွတ်ဖို့စင်တက်လာတဲ့ခရစ်တော်ဒီတမကဘူးကယ်တင်ရှင်မေရှိယကြွခဲ့ပြီးကဘာပေါ်မှာကြွလာခဲ့ပြီမိတ်ဆွေမခေါ်ဖက်ရင်မိတ်ဆွေကိုမကြိုမိတ်ဆွေမကြိုဆိုရင်သူကသူ့အနေနဲ့သူကြွလာပြီမဲ့မိတ်ဆွေတွေအတိတ်ပဲမဲ့သွားနိုင်ပါတယ်ကျွန်တော်တို့တင်တော်အရှင်မိတ်ဆွေနဲ့ကျွန်တော်တို့ကြွလာတာကအပြစ်ပေးဖို့ရန်တဝင်ထုတ်ဝင်ပိုးတွေပေးဖို့ရန်တမဟုတ်ပဲနဲ့အပြစ်နွန်ထဲကနေပြီးတော့ကဲတင်ဖို့ရန်ဖြစ်ပါတယ်မိတ်ဆွေဘုရားကောင်းစားဖို့ကျွန်တော်ဘုရားကောင်းစားဖို့ထာဝရကနေထာဝရကောင်းကင်မှာပျော်မွေ့ဖို့ရန်အတွက်ရာဇပလင်ကိုတောင်စွန့်ပြီးတော့မိတ်ဆွေနဲ့ကျွန်တော်ကိုကဲတင်ဖို့ကြွလာတဲ့ခရစ်တော်ကိုပြုံးလေးနဲ့ဝမ်းမြောက်ရှင်လန်းစွာနဲ့ယနေ့ကြိုဆိုသလိုရှေ့ဆက်ပြီးတော့လည်းအဲ့ဒီကဲတင်ရှင်ရဲ့ကောင်းမြတ်ခြင်းတွေကိုမိတ်ဆွေရဲ့တက်တာကျွန်တော်ရဲ့တက်တာမှာတမျိုးတစ်ဖုံနဲ့ဖျားခင်ဖွင့်ပြပေးပါစေလို့ကျွန်တော်အနေငယ်တက်တေခံဝင်ငါချင်ပါတယ်ရောက်တဲ့ဖျားခင်ကောင်းချီးချပေးပါစေ And I would like to share that as you are here with a smiling face and as you are welcoming the birth of Jesus Christ, and in the future, sure, may God show His favor throughout your life. May God bless each one of you. Thank you. One day. Okay.